ကိုပြောမပြောလဲလေတခုပြောလို့မရတာ ပြောလိုက်တာ ။အဲ့လိုတက်ကြည့်တဲ့ခါကျရင်တရားဝင်ကြောက်တဲ့တည်းမဟုတ်ပဲနဲ့ဦးမင်းသွားတဲ့အချိန်အေဂျင်နဲ့လည်းမသွားချင်တယ်နော် သိချပါလားသူတို့လက်ထပ်ပြီးလို့အသက်တွေကြီးလာတဲ့အထိကိုချရတဲ့ဒီကိုမတောင်းမတမတောင်းမကြနဲ့ထားနေတာကိုပြောသားတော့ပဲနော် ရွှေအိုရောင်နေ့ရက်တွေမှာစိတ်လက်အေးချမ်းစွာနေထိုင်ရင်းကြည်နူးစရာအခိုက်အတန့်တွေကိုပိုင်ဆိုင်နိုင်ဖို့ကျွန်တော်တို့ FTV Bank ရဲ့ Golden Age နဲ့အတူစတင်စုဆောင်းဖို့လူကြီးမင်းတို့ကိုဖော်ရွေလိုက်လဲစွာဖိတ်ခေါ်အပ်ပါတယ်အခုလိုရွှေအိုရောင်နေ့ရက်ကာလတွေမှာကျမ်းမာပျော်ရွှင်စွာနဲ့စိတ်လက်အေးချမ်းစွာနေထိုင်ရခြင်းကဘဝရဲ့အဖို့တန်ဆုံးအချိန်အခိုက်အတန့်လေးတွေပဲဖြစ်ပါတယ်